သုံးပါးမှာဖြစ်သမျှတရားပေါင်းရဲ့အနိစ္စမမြဲမှုဒုက္ခဆင်းရဲမှုအနတ္တစိုးပိုင်နိုင်ခြင်းမရှိမှုတို့ကိုမသိမမြင်နိုင်ကြတဲ့အတွက်ဘဝတန်တရားကြီးဝဲလေရှည်လျားနေရပါတယ်ကာမတဏှာလိုချင်တတ်မဲ့မှုတွေနဲ့ပြောင်းဆန်နေတဲ့ဝဲဩဃာကြီးမှာနစ်မြုပ်နေကြရပါတယ်လူဖြစ်လိုက်နတ်ဖြစ်လိုက်တိရစ္ဆာန်ဖြစ်လိုက်နဲ့ဘဝပေါင်းများစွာမှာတပြောင်းပြန်ပြန်အဖန်တလဲလဲဖြစ်ချင်းဆိုတဲ့ဝဲဩဃာကြီးမှာနစ်မြုပ်နေကြရပါတယ်မှားရင်စွာမြင်သိမှုဆိုတဲ့ဝဲဩဃာကြီးမှာနစ်မြုပ်နေကြရပါတယ်လွတ်မြောက်ခြင်းတရားသစ္စာအမှန်ကိုမသိမမြင်တွေးဝေမိုင်မဲမှုဆိုတဲ့ဝဲဩဃာကြီးမှာနစ်မြုပ်နေကြရပါတယ်တဲ့လွဲမှားစွာသိမြင်နေမှုဆိုတဲ့ဒိဋ္ဌိဉာဏ်ကြောင့်လူရဲ့နတ်ရဲ့ဆိုပြီးအထင်မြင်နေမှားနေကြပါတယ်ငါလင်းငါသားငါမယားငါဥစ္စာငါပစ္စည်းငါပိုင်နေငါဆိုင်နေဆိုတဲ့ငါတင်ညာတွေတက်ကာယအယူတွေနဲ့တက်ကြွထောင်လွှားမာမာနထားနေကြပါတယ်အဲ့ဒါတွေကိုအနိစ္စဒုက္ခအနတ္တဆိုတဲ့လက္ခဏာရေး၃ပါးခွဲခွဲခြားခြားထင်ရှားစွာသိမြင်ကြအောင်ဝိပဿနာတရားကိုဝင်စားဆင်ခြင်ကြပါတကယ်တော့အနတ္တဆိုတဲ့ခန္ဓာကိုယ်အစုအဝေးကြီးဟာအတာရကလို့ဆိုတဲ့ဘာမှအနှစ်သာရရှားပွေးလို့မရနိုင်ပါဘူးတဲ့ဖြစ်လိုက်တီးလိုက်ပြက်လိုက်နဲ့ပေါက်ပြန်မှုရုပ်ပတိအမှတ်တရားတွေမို့မိမိမပိုင်မဆိုင်နဲ့အမြဲပေါက်ပြန်ပျက်စီးနေတဲ့တရားတွေသာဖြစ်ပါတယ်ယုတ်နံဆိုတာမမြဲတဲ့တရားမပိုင်မဆိုင်တဲ့တရားတွေပါဒီတရားနှစ်ခုရဲ့အိုမှုနာမှုသိမှုတွေကလည်းအတိအကျမရှိပါဘူးဖြစ်ပျက်ပြုပြင်မှုသင်္ခါရသဘောတရားတက်တက်ဖြစ်တဲ့အတွက်ဘင်္ဂါလာလို့ဆိုတဲ့ပျက်စီးရမယ့်အချိန်ကာလကိုမလွဲမသွေရောက်ရပါလိမ့်မယ်အဲ့ဒီအချိန်ရောက်တဲ့အခါကျမှပဲနတ်ဘဝလူဘဝပိဋ္ဌာဘဝတိရစ္ဆာန်ဘဝငရဲသားဘဝစတဲ့လာယာဂရိ၅ပါးမှာငရဲတိရစ္ဆာန်ပိဋ္ဌာအတုယကဲဆိုတဲ့အပယ်လေးပုံကိုရောက်သွားတတ်ပါတယ်အဝိဇ္ဇာဆိုတဲ့အဟုတ်အမှန်ကိုမသိမမြင်မရှင်းမလင်းမှုကြောင့်ပြစ္ဆုတ်ပန်မှုတန်တရားမှုတို့ကိုပြုစုပြောထောင်ခြင်းဆိုတဲ့သင်္ခါရအကျိုးဖြစ်လာရပါတယ်သင်္ခါရကြောင့်ဘဝသစ်မှာဝိညာဉ်အသစ်ဖြစ်လာရပါတယ်ဝိညာဉ်အသစ်ဖြစ်ခြင်းကြောင့်နာမ်စုရုပ်စုတွေဖြစ်အဲ့ဒီနာမ်ရုပ်စုတွေကြောင့်ဓဝါရ6မြင်အကြီး6ပါးစတဲ့သလာယတနာတရားစုတွေဖြစ်အဲ့ဒီတရားစုတွေကြောင့်အာယုံတွေ့မှုဟတ္တတရားတွေဖြစ်ဟတ္တတရားတွေကြောင့်ဝေဒနာဆိုတဲ့အာယုံခံစားမှုတွေဖြစ်အဲ့ဒီဝေဒနာတွေကြောင့်ဝတ္ထုအာယုံကာမဂုဏ်ကိုခင်းမင်းတွေ့တာတာယာကပ်ညိတဲ့တဏှာဖြစ်လာရပါတယ်ဒါကြောင့်အကြောင်းကိုဆွဲပြီးအကျိုးဖြစ်ရတဲ့ပဋိစ္စသမုပ္ပါတရားများဖြစ်ပွားလာရပါတော့တယ်တဲ့တကယ်တွေးကြည့်လိုက်တော့သမုဒိယခေါ်တဲ့တတ်မဲ့မှုတဏှာဟာအရင်ခံနေပါတယ်တဲ့အဲ့ဒီတတ်မဲ့မှုတဏှာကိုမဲ့၄ပါးတရားသစ္စာစေးနဲ့ကုသပြီးအနိစ္စဒုက္ခအနတ္တဆိုတဲ့လက္ခဏာရေး၃ပါးနဲ့ရှုမြင်ဆင်ခြင်ကြရမှာဖြစ်ပါတယ်ရှင်ဒုက္ခအနတ္တတရားမရလို့မြာလာတန်တရားကာမောကဘဝကဒိဋ္ဌောကအဝိဇ္ဇောကစိတ်မောဟမကင်းတာအရင်ကသူတဏှာဒိဋ္ဌိညာဝင်စားခြင်းမှမြင်ကြကြတာလူပဲနဲ့ပဲမဆွဲလို့သာမှားချက်အလွန်နာငါသားငါမရနဲ့သာဥစ္စာငါကိုငါဟာအစင်မကွာတက္ကာယကြောင့်မာနတွေထောင်းကြတာဝ
ဝိပဿနာဝင်စားထင်ရှားမြင်ညာကြပါဘာမျှရှာမရအတ္တရကမှန်စွာအနတ္တခန္ဓာဖြစ်ရင်တည်ရင်ပြည့်ရင်ချုပ်ခါရုပ်ပရိသေညာဟောင်းပြမစိတ်ပါအနိစ္စလက္ခဏာယုတ်တရားနတ်တရားနှပြအိုနာသိမြည်အတိမကြပါသင်္ခါရဟာပင်ကာလမကြာငါးပြားဂရိမာလေးပုံအပေငရဲစာအဝိဇ္ဇာအကြောင်းကြောင့်သင်္ခါရဝိညာဏ်တရားယုတ်တရားနှပြအဝိဇ္ဇာအကြောင်းကြောင့်သင်္ခါရဝိညာဏ်တရားယုတ်တရားနှပြ6ခုအာယုကာမနောသနာပရိစ္ဆသမုပ္ပါရှုပ်ပြတွေ့ပါတဏှာမြေရေလေမီဓာတ်ကြီးအစုဟာယွန်စရာမမြတ်သောအရဝခန္ဓာမြေရေလေမီဓာတ်ကြီးအစုဟာယွန်စရာမမြတ်သောအရဝခန္ဓာဘုံဘွယ်မလွတ်ပါ32ခုထားမုံဘွယ်မလွတ်ပါ32ခုထားမိမ့်မဲဝိဇ္ဇာစိတ်ကနာအိဋ္ဌာဖြစ်မိမှာကာယပုဂ္ဂောင်တွေဟုတ်ကြောင့်ငါရောက်ဆောင်ဝါချုပ်နောက်ငါသူလေစံမိမ့်မဲဝိဇ္ဇာစိတ်ကနာအိဋ္ဌာဖြစ်မိမှာကာယပုဂ္ဂောင်တွေဟုတ်ကြောင့်ငါရောက်ဆောင်ဝါချုပ်နောက်ငါသူလေစံတရားပွားမှာရှာများသတော်ဘဝနီကဖြစ်ပြတန်မယာတရားပွားမှာရှာများသတော်ဘဝနီကဖြစ်ပြတန်မယာမိဆက်တဲ့ငြိမ်းရချုပ်ရနိဗ္ဗာန်ရောက်နေရတဲ့ဖို့ကြိုးစားရရှာဒိဋ္ဌိနဲ့ဝိဇိကိစ္စသမုစေပဟံဧကံပဲ၍ခွာအခက်တန်တလံမချာရောက်လန်းခန္ဓာနဝလုံးအစဆုံးငါဘဝတုံးမမတန်တဲလို့မလာဘေရကတေရကကိဝေမာအထတခုပညာကိုသာအနုတယကိတိချွေပဲဝိယမံဝါယမံစိတ်တံသမာဓိဝိပဿနာဉာဏ်ယင်တံစေကိုယာမြေဓာတ်ရေဓာတ်လေဓာတ်မိဓာတ်လို့ဆိုတဲ့ဓာတ်ကြီး၄ပါးနဲ့ဖွဲ့စည်းတည်ဆောက်ထားတဲ့ခန္ဓာကိုယ်အရဘောကြီးဟာအမြတ်တရားရဲ့လို့ဘာမှမရှိပဲအလွန်တရားမှဆက်စုပ်ပွဲရာရွှန်ရှားပွဲရာယုံနာအစုဝေးကြီးတာဖြစ်ပါတယ်သွေးပြီးတလိပ်အစာသစ်အစာဟောင်းရိုးရင်းချင်းစီသပင်မွေးညင်းအစရှိတဲ့32ပါးသောတရားအစုတွေနဲ့စုယုံဖွဲ့စည်းထားခြင်းသာဖြစ်ပါတယ်ဒီအလိုမရှိအပ်တဲ့အနိဋ္ဌာယုံကိုအဝိဇ္ဇာဆိုတဲ့မတိမမြင်မှုအပိတ်ပင်တားဆီးတွေကြောင့်ဟုံးတမင်မင်ခင်တများများအလိုရှိအပ်တဲ့နှစ်သက်ပွဲဖြစ်တယ်ရဲ့လို့ထင်မှားနေကြရပါတယ်တဲ့ကာယအပုတ်ကောင်းကြီးဟာမှန်တရားဟုတ်တရားနဲ့ရုပ်ဆောင်ပြီးစုချီနှောင်ဖွဲ့လှည့်စားနေပါတယ်တဲ့ဒါကြောင့်လည်းပဲများစွာသောတတ္တဝါတွေဟာတရားသစ္စာမှန်နဲ့ကင်းကွာနေကြပြီးအနတ်မတက်ကတန်တရားမှာဘဝပေါင်းများစွာတပြောင်းပြန်ပြန်အဖန်တလဲလဲကျင်းလဲကျဆားနေကြရပါတယ်ဒါကြောင့်ယာကဆိုတဲ့တတ်မဲ့မှုဒေါသဆိုတဲ့ကြမ်းတမ်းပြစ်မှားမှုမောဟဆိုတဲ့မတိမမြင်မိုက်မဲတွေဝေမှုဇာတိဆိုတဲ့ပရိတန်တေနေရမှုဇယာဆိုတဲ့အိုမင်းမှုမရဏဆိုတဲ့တေးရမှုတောကဆိုတဲ့စိုးရင်ကြောက်ရွံ့မှုပရိဒေဝဆိုတဲ့ငိုကြွေးရမှုဒုက္ခဆိုတဲ့ကိုယ်ဆင်းရဲမှုဒေါမနတဆိုတဲ့စိတ်ဆင်းရဲမှုဥပါယတာဆိုတဲ့စွတ်တဲ့မိမျောမိန်မောရမှုစတဲ့မိဆက်တစ်ပါးတို့ရဲ့ချုပ်ငြိမ်းရာနိဗ္ဗာန်ကိုရောက်နိုင်ရာရောက်နိုင်ကြောင်းမတရားဖို့တရားတို့ကိုရရှိနိုင်အောင်ကြိုးစားအားထုတ်ကြရပါမယ်